လူသားတွေဖန်တီးခဲ့သမျှတွေမှာအချစ်ရဆုံးနဲ့စိတ်အမာဆုံးစိတ်ရုပ်လေးတစ်ရုပ်အကြောင်းတင်ပြပါသလား။သူကတော့ opportunity ပါ။ချစ်စနိုးနဲ့ OP လို့ခေါ်ကြပါတယ်။2004ခုနှစ်မှာ NASA ကလွတ်တင်ခဲ့တဲ့အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးစိတ်ရုပ်လေးပေါ့။မူလာတုန်းကသိပ္ပံပညာရှင်တွေကသူ့ညက်တက်တန်းကိုရပ်ပေါင်း60ပဲခံမှန်းခဲ့ကြတာပါ။ဒါပေမဲ့ OP ကအားလုံးကိုအံ့ဩစေခဲ့ပါတယ်။နေအောင်ကြီးစွမ်းအင်ကိုတုံးပြီးသူဟာရပ်ပေါင်း9ပဲမဟုတ်ပဲ15နှစ်တိုင်အလုပ်လုပ်ခဲ့တာပါ။အင်္ဂါဂြိုဟ်မှာတစ်ချိန်ကရေးရှိခဲ့တဲ့အထောက်အထားတွေနဲ့အမကန်အပြာရောင်နေဝင်ခြင်းတွေအပါအဝင်ဓာတ်ပုံပေါင်း2သိန်းကျော်ကိုကျွန်တော်တို့စီပြန်လည်ပို့ပေးခဲ့ပါတယ်။2018ခုနှစ်မှာတော့အင်္ဂါဂြိုဟ်ပေါ်မှာကြောက်စရာကောင်းတဲ့ဖုံမုန်တိုင်းကြီးတိုက်ခတ်ခဲ့ပါတယ်။နေရောင်မရတော့တဲ့ OP ဟာဘက်ထရီအားနည်းလာပြီးကမ္ဘာမြေနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။သူလုံးဝပိတ်မသွားခင်လေးမှာကမ္ဘာမြေကိုသူ့ရဲ့နောက်ဆုံးစကားကိုပေးပို့ခဲ့ပါတယ်။ကျွန်တော်ဘက်ထရီအားနည်းနေပြီးမှောင်လဲမှောင်လာပြီတဲ့။ဒါဟာသူကမ္ဘာမြေကိုပြောခဲ့တဲ့နောက်ဆုံးနှုတ်ဆက်စကားပါပဲ။အခုထိတော့ OP ဟာအင်္ဂါဂြိုဟ်ရဲ့တနေရာမှာအိမ်မောကြနေစေပါ။သူဟာစက်ရုပ်တရုပ်ဖြစ်ပေမဲ့ကျွန်တော်တို့လူသားတွေအတွက်တော့သူရဲကောင်းတယောက်ပါပဲ။ဒီလိုထူးဆန်းတဲ့အကြောင်းအရာတွေသိချင်သေးရင် follow လုပ်ခါခဲ့အောင်နော်။